နိုင်လိုစိတ်နဲ့ကစားဖို့လိုတယ်လို့မန်ယူကစားဖို့တွေကိုဒါလော့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာမန်ယူနောက်ခံလူဒါလော့ကအသင်းရလက်တွေတည်ငြိမ်ဖို့အတွက်နိုင်လိုစိတ်နဲ့ကစားဖို့လိုတယ်လို့တိုက်တွန်းပြောကြားခဲ့ပါတယ်ဒါလော့ကဝက်ဆန်နဲ့တည်ရချခဲ့တဲ့ပွဲအေဗာတန်ကိုလူတစ်ယောက်အသာနဲ့မိနစ်80ကျော်ကစားခဲ့ရပေမဲ့ရှုံးခဲ့တဲ့ပွဲတွေမှာအဓိကလိုအပ်ခဲ့တာကမန်ယူရဲ့ဝိညာဉ်တစ်ခုလို့ပြောရမယ်ပွဲမပြီးမချင်းနိုင်လိုစိတ်နဲ့ကစားတာမျိုးဖြစ်တယ်လို့ပြောခဲ့တာပါမန်ယူနီးပြအေမိုရင်ကလည်းဝက်ဆန်နဲ့တည်ရချခဲ့တဲ့ပွဲပြီးမှဥဆောင်ကိုရပြီးကလေးကပွဲကိုထိန်းချုပ်နိုင်အောင်မလုပ်နိုင်ခဲ့တာဟာကစားသမားတွေစီမှာစိတ်သက်ပိုင်းနဲ့ပတ်သက်ပြီးလိုအပ်ချက်ရှိခဲ့တာဖြစ်တယ်လို့ပွဲအကြီးမှာဒေါတာတကြီးနဲ့ပြောခဲ့ပါတယ်။ဒါတော့ကကျွန်တော်တို့ဟာတမိုင်းထဲမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့အကြိမ်ကြိမ်သက်သေပြခဲ့တဲ့မန်ယူဂျာစီကိုဝစ်ကစားနေတဲ့သူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလိုင်ယွန်နဲ့ပွဲမှာကျွန်တော်တို့အဲ့ဒီလိုလုပ်ပြနိုင်ခဲ့ပါတယ်။ဒီနှစ်မှာတိုးတက်မှုတွေပိုင်ဆိုင်လာပေမဲ့ငါတို့ဟာမန်ယူတွေဖြစ်တယ်ဆိုတဲ့နိုင်လိုစိတ်နဲ့ကစားဖို့လိုအပ်နေတယ်လို့ခံစားရပါတယ်။ကျွန်တော်တို့အားလုံးအဲ့လိုစိတ်နဲ့ကစားဖို့လိုနေပါတယ်လို့ပြောကြားခဲ့တာ